moving head bean type ဖြစ်ပါတယ်။ဒါကျွန်တော်စီမှာလည်းအရင်ခေတ်စားပါတယ်။ bean type ရဲ့ original တော့ကျွန်တော် clipper key sharpie ပေါ့နော်။အဲ့ဒီကနေပြီးတော့စပြီးတီထွင်တာ။အဓိကတော့သူက pin spot လို့ခေါ်တဲ့ကျွန်တော် generic conventional lighting ပါနော် aircraft ပေါ့နော် pin spot အဲ့အိုးရှိတော့သုံးတဲ့ pin spot အဲ့ဒါကိုချိန်ခံထားတာပါနော်ဟိုလုံးဝဟိုသူကမီတန်းတန်းလိုက်ထွက်တယ်တိတိပြီးရသူ့ရဲ့ beam site ကလည်းအောက်မှာကျင်းတယ်တိတိလေးပဲပေါ်တယ်မီတန်းတွေကိုကျွန်တော်ထင်းထင်းသားသားမြင်ရအဲ့ဒါ beam moving head တွေပေါ့နော်ဒီမှာဆိုဈေးကွက်မှာဆို B 230တို့ B 200တို့စသဖြင့်ပေါ့နော်ဒါအများကြီးပဲထုတ်လုပ်တာတော့ဒါ bean type ပေါ့နော်သူလည်းလို့ပဲကျွန်တော်တို့ဒီ pentel နော်ဒါ pen သွားလို့ရတယ်နော်ဒါ beam moving head ကိုကျွန်တော် pen သွားတယ်ပြီးရင်ကျွန်တော်ဒါ till နော်အပေါ်အောက်သွားတယ်ပြီးရင်သူ့ကိုကျွန်တော်တို့ color တွေအခုလိုပြောင်းလို့ရတယ်သူ့ရဲ့မီးတန်းကတော့လုံးဝအဖြောက်စင်းအတန်းကြီးပေါ့နော်အဲ့လိုမျိုးlumen RGG နဲ့ကျွန်တော်အလင်းတန်းကြီးကိုတွေ့ရမှာဖြစ်တယ်ဒါအရင်သုံးတက်ပါတယ် concert ဒီ rock show တို့ concert lighting တွေမှာဆိုတော့ဒါ beam lighting တော့တအားကိုအသုံးများပါတယ် drama တို့ဘာလို့မှာတော့လိုအပ်ချက်ရပါတော့ဒါ pin spot လိုမျိုးနေရာမျိုးလေးမှာကျွန်တော်အသုံးပြုလို့ရပါတယ်ပြီးရင်ကျွန်တော်သူ့မှာဒါ gobo effect တွေပါပါတယ်နော်သူ့ရဲ့ functional ထဲမှာ gobo effect တွေရှိတယ်ပြီးရင်ကျွန်တော် present လုပ်လို့ရတယ် gobo လေးတွေကျွန်တော်ပွားလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တော့ frost လောက်တာပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ဟို wash type လေးကိုဖြစ်အောင်လုပ်တာပေါ့အဲ့တော့ model အလိုက်အမျိုးမျိုးတကဘာလုံးမှာတော့အမျိုးမျိုးထုတ်နေကြတာပေါ့နော်ဒီ bean type moving head ပဲကျွန်တော်တို့က stroke လဲရိုက်လို့ရပါတယ် stroke ကိုလို့သလိုအနည်းအမြန်ကျွန်တော်ဆော့လို့ရပါတယ် lighting console ကနေ comment ပေးလိုက်ရုံပါပဲ stroke effect တွေကိုကျွန်တော်တို့ beam မှာလဲလုပ်လို့ရပါတယ်အဲ့ဒါ bean type ပါဒါအသုံးပြုပါတယ်ခုနဒါကြောင့် moving ပါခုနဒါဆိုကျွန်တော်sport ရယ် wash ရယ် bean ရယ်ဒီ၃မျိုးပေါ့အခြေခံအဖြစ်ဒီ၃မျိုးကတော့ moving instrument မှာတော့ဒါဒီ၃မျိုးကတော့အသုံးများဆုံးဖြစ်ပါတယ်เนาะဒါအခုဆိုရင် LED နဲ့ပတ်သက်ပြီးတော့ LED power conventional lighting ရိုးရိုးကနေပြီးတော့ခုဆိုရင် LED power fixture ကနေပြီးတော့နောက်တစ်ခါကျွန်တော်တို့ matte panel เนาะမာတင်ကနေထုတ်တဲ့ဟာတွေပြီးရင် BI တို့စသဖြင့်အများကြီးပါ production တွေထုတ်နေတာပါเนาะဒါတွေနောက်ပိုင်းကျွန်တော်တို့ပို့ပြီးတော့ production တွေကပို့ပြီးတော့ထုတ်လာကြမှာပါဒါအပြိုင်ဆိုင်ထုတ်နေကြတာပေါ့နော်ဒါပေမဲ့အခြေခံအဖြစ်တော့ဒါ bean ရယ် sport ရယ် wash ရယ်ပေါ့နော်ဒီ၃မျိုးကိုအခြေခံသိပြီးရင်ကျန်တာတော့အကုန်လုံးကမျိုးကွဲတွေကြီးပါပဲဒီဟာတွေပဲအဓိကအခြေခံပြီးတော့သူတို့ထုတ်နေကြတာပါနော်ဒါတွေအချမ်းမြင့်ကျွန်တော်တို့သိထားပြီဆိုရင်ကျွန်တော်လိုအပ်တဲ့ design ပေါ်မှာကျွန်တော်တို့ instrumental choice ကိုပေါ့နော်ရွေးချယ်ဖို့အတွက်ကို designer တယောက်အနေနဲ့အကောင်းမွန်ဆုံးနဲ့အသစ်တော်ဆုံးမီးလုံးတွေကိုကျွန်တော်တို့ကမီးအိမ်တွေကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်